လွန်လေပြီးတဲ့ဘဝတစ်ခုကမင်းတို့9ယောက်ရဲ့ငါဖရာရဲ့တို့တငယ်ချင်း6ယောက်ပေါ့တက္ကသိုလ်တစ်ခုကိုသွားပြီးပညာသင်ကြတယ်တက္ကသိုလ်ကနေပညာစုံလို့ပြန်လာလိုက်ကြတော့တဲ့အခုလိုကားတွေရထားတွေလေးမြန်နေမကြည့်တော့ကုန်းချောင်းလျှောက်ပြန်ကြတာလမ်းခုလတ်တောကြီးထဲမှာလဲတွေ့ရောတောကြီးထဲမှာရောက်တော့ကလေးမလေးလှလှလေးတယောက်နဲ့တွေ့တာကလေးမလှလှလေးနဲ့တွေ့တော့6ယောက်ထဲကမင်းသားတယောက်ကအဲ့ဒီကလေးမလေးနဲ့သွားပြီးချစ်မိကြိုက်မိတာအဲ့မှာကြံတဲ့9ယောက်ကဝိုင်းတားတယ်ဟဲ့ကောင်တတိထားကလေးမလေးတခြားကြီးနှစ်ဖူးမောက်တယ်နှစ်ယောင်ကောက်တယ်ဖနှောက်တိုးတယ်မျက်ထောက်နီးတယ်ဟုတ်ပြီလားအရိပ်မထွက်ဘူးဘလူးဖြစ်လောက်တယ်ဒါပြောကြင်တာအဲ့ဒီကိုမရောက်သေးဘူးနှစ်ဖူးမောက်တယ်လို့ပြောတာရှိသေးတယ်ချစ်နေတဲ့မင်းသားကဘယ်မောက်လို့လွယ်ဒီလောက်လှတဲ့နှစ်ဖူးကိုဟုတ်လားငါ6ယောက်မှာ9ယောက်ကနှစ်ဖူးမောက်တယ်ပြောတယ်ကြိုက်နေတဲ့လူကမောက်တယ်လားချစ်ရင်ပြစ်မမြင်တာပြောတာချစ်ရင်ဘာမမြင်ဘူးလဲမချစ်ရင်တော့ပြစ်ကပြန်မြင်တာပဲနော်ငငယ်ကြာနီကန်တရားပဲဒီနေရာလဲနာဘူးတယ်တငယ်ချင်းတယောက်မင်္ဂလာဆောင်တာတဲ့မင်္ဂလာဆောင်တော့သူ့တငယ်ချင်းတွေလှမ်းဖိတ်ဝေးရလာတဲ့တငယ်ချင်းတွေကခရီးကဝေးတော့နောက်ကျသွားတယ်မင်္ဂလာဆောင်ကပြီးသွားဧည့်သည်တွေပြန်သွားမှသူတို့တငယ်ချင်း3-4ယောက်ကရောက်လာတော့သတို့သမီးနဲ့တွေ့တာသိတာကသတို့သားနဲ့သိတာသတို့သမီးလည်းမသိဘူးမြင်လည်းမမြင်ဘူးတော့နာမည်လည်းမသိတော့ပုံစံကြည့်ခေါ်မိတယ်ဟဲ့သခေါ်မှသတို့သားဘယ်သွားတော့သတို့သားကကြားတော့ထွက်လာတယ်ဟဲ့ကောင်လေဘသူသခေါ်မှလို့ခေါ်တာသူ့ပဲကွာနာမည်မသိလို့ပုံစံကြည့်ခေါ်လိုက်မိဟာအဲ့ဒါငါမျိုးသမီးနာမည်မသိရင်လည်းသခေါ်လို့မခေါ်နဲ့သဘောလေးလို့ခေါ်ကြပါမခေါ်ဘူးသဘောလေးတဲ့အော်ဟုတ်ပါပြီကွာနောက်သဘောလေးလို့ခေါ်ပါ3 နှစ်လောက်ကြာတော့အဲ့တငယ်ချင်းတွေပြန်လဲလာတယ်လင်မယားကရံဖြစ်ထားတာဟိုကောင်လေးကမသိဘူးအမျိုးသမီးမမြင်လို့မေးတာပေါ့ဟဲ့ကောင်မင်းသဘောလေးဘယ်သွားမပြောပါနဲ့ဒီသခေါ်မှကြောင်းဆိုတာလေရံလည်းဖြစ်ရောသခေါ်ပြန်ဖြစ်သွားတာပြောတာဟုတ်ပြီလားချစ်ရင်ပြစ်မမြင်ဘူးမချစ်ရင်ပြစ်တွေပေါ်လာတာသူတော်ကောင်းတို့